ကဲကိုလူတို့ရေကျွန်တော်တို့ Animal Hospital ဆိုတဲ့တလိဆန်ဆေးကုကမ်းမှာကျွန်တော်တို့အလုပ်သွားလုပ်မှာဖြစ်ပါတယ်ခင်ဗျာ Let's go Okay ဒါပထမအဆုံးနေ့ဆိုတော့ဟောကျွန်တော်လူနာလာနေပြီဗျာနော်ဟောကျွန်တော်ဒေါက်တာရန်ကူနော်ဝဲပလီကကျွန်တော်မကုတတ်ဘူးဗျ Okay ဟောအဲ့တော့ဘာလဲကွာပန့်ကေနဲ့ဟောဝေးသမင်းမဟုတ်ဘူးကွာဟောဂျိုကြီးဗျဟို Animal တွေဆိုတလိဆန်နေဗျာနော် My appointment လုပ်ထားတယ် Okay ပြစမ်းဟိုကောင်ဓာတ်ပုံရိုက်ပေးရမယ်ကွာနော်ဟုတ်ပြီဓာတ်ပုံရိုက်ပေးလိုက်ပြီပြီးရင်ကျွန်တော်တို့ဟိုမှာသူ့ရဲ့အချက်လက်တွေထည့်လိုက်မယ်ကွာနော်Okay ပြီးရင်တော့ဒီမှာကျွန်တော် print ထုတ်လိုက်မယ်သူ့ရဲ့စာရွက်လေးပေါ့ဗျာနာမည်လေးဗျ Mike တဲ့ Okay ကိုလူ Mike short Okay ပြီးပါလား Thanks တဲ့ I will be in room 1နဲ့ room number 1မှာသူသွားဆောင်နေပဲတဲ့ Okay ကိုလူလိုက်ခဲ့မယ်နော် Your sanity is important နဲ့ကျွန်တော်အောက်မှာတွေ့လားအုံနောက်ပုံလေးနဲ့69လို့ရေးထားတွေ့လားတနတ်တွေရောကွာအဲ့ဒီအုံနောက်ပုံလေးကကျွန်တော်0ဖြစ်သွားရင်ကျွန်တော်သိမှာဗျာနော်ကျွန်တော်ယူရမှာပေါ့ဗျာ Okay ကျွန်တော်မယူအောင်လို့ဂူးစိုက်ကမယ်ပေါ့နော်ဆေးရုံမှာအလုပ်လုပ်တာယူမယ်ဗျာနော် Okay တော့ဘာတွေလဲမသိဘူးရအောင်ဝေးဒီဘက်ကျွန်တော်ဘာလုပ်ရမှာ DNA တဲ့ဗျာနော်တွေးဖောက်လိုက်တာဗျာနော် Okay တွေးဖောက်ပြီးတော့ဘာကြီးလဲ microwave ကြီးလားမဟုတ်ဘူးဗျာနော်တွေးစစ်တာဗျအခုလူခဏလေးနော်တွေးစစ်နေတယ်ကျွန်တော်ဘာတွေရှိလဲလို့ Okay ပြီးလို့ရှိရင် process reset တဲ့ဒီမှာstomach ache တဲ့ဒီကောင်ဘိုက်အောင်တာဗျာနော် Okay ဘိုက်အောင်တာကိုကျွန်တော်အတီးရွက်ကျွေးရမယ်တဲ့နော် Okay အတီးရွက်ဘူးလေးဗျအတီးရွက်ဘူးလေးကဒါလေးနဲ့တွေ့ရနော် half တဲ့ဟုတ်တယ် Okay ကဲတာရော့ Okay ပါတယ်ခင်ဗျာ let's go ဟုတ်ပြီကိုလူနေပြန်ကောင်းလာပြီလား Okay တဖြည်းဖြည်းနဲ့ကောင်းလာပြီဗျာနော်အတန်းလေးပြည့်သွားရင် let's go ဟေးဘာလဲဟာဟောဒီဘက်ကဘိုက်အောင်တာကိုဟေးပတ်တီးကခေါင်းမှစီးထားတယ်ကိုလူလိုရှိုးလိုက်အောင်ဗျာနော်ဒီကောင်ဘာကောင်တော့ဟာ Okay ဒီခန်းတွေကပိတ်ထားသေးတယ်ဗျာနော်အခုထိတော့ကျွန်တော်ဆေးရုံကအေးဆေးပဲဗျာနော်ဘာတရဲတွေတစေတွေမှမလာသေးဘူးဗျာနော် Okay အဲ့အောင်နေဦးဗျဒီကောင်ဘာလဲကွာပွေးတွေလားဝဲတွေပေါက်နေတာမသိဘူးဗျာနော်ဒီကောင်ခန္ဓာကိုယ်ကအကွက်တွေနဲ့ကိုလူတို့တရဲတော့မဟုတ်တော့ပါဘူးနော်ကဲလို့ Okay ရော့ဒါကျွန်တော်တို့နံပါတ်ထုတ်မယ်နော်နံပါတ်တွေနာမည်တွေထုတ်ပြီးဒီဘက်ကိုပေးလိုက်မယ်ကိုလူရောမင်းတရဲမဟုတ်မလားရော့ကွာ Okay I got room 2လေ Okay တော် room number 2ထဲမှာစောင့်နေနော်ဟာလာခဲ့မယ်လေဒေါက်တာပေါ့ကွာဒေါက်တာရန်ကူဝဲပလီကွာနော်တလိဆန်နေကူပေးနေပြီ Okay ရော့တို့ရစင်မယ် Let's go ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်တာလဲတော့ကြည့်ရမယ်နော်ကဲကိုလူကဘာယောဂဖြစ်တာလဲ dry eyes တဲ့ Okay မျက်လုံး6တာပေါ့နော်မျက်လုံး6တာဆိုတော့မျက်စင်းခတ်ပြီမယ်မျက်စင်းခတ်တာကဒီမှာ eye drop Okayကဲလာပြီခင်ဗျာကျွန်တော်မျက်စင်းခတ်ပြပါမယ်ခင်ဗျာဒီကောင်ဘာကောင်လဲကွာဒီကောင်ကကြောင်နေတူလေဗျာနော်ကြောင်လိုခွေးလိုနဲ့ဗျာ Okay ဟောဒေါက်တာ arriving နဲ့အခုမှဒေါက်တာရောက်လာတာဗျာနော်ကျွန်တော်ဒေါက်တာမဟုတ်ဘူးလားကိုလူတို့မင်းရတဲ့လူတစ်နေမယ်တဲ့ငါကတဲ့ဒေါက်တာဟောလို့ခေါ်တယ်Okay မင်္ဂလာပါဒေါက်တာဒေါက်တာကျွန်တော်ဒီမှာတကားပိတ်တာပြင်ပေးသွားတယ်ဗျာနော်ဒေါက်တာလာပြင်ပေးသွားတာကွာ Okay ကဲထက်ရောက်လာပြီ Okay I'm pumpkin နဲ့ဒီကောင်လူပါနော်ဟုတ်တယ်မလားလူတော်ဖြစ်တယ်ကျွန်တော်တကယ်တလိဆန်မလားတရဲမဟုတ်မလားရော့ကွာမင်းပေးဝင်လိုက်မယ်နော်မင်းတနာလို့ပေးဝင်လိုက်ပြီဟုတ်လားငါတို့တခြားမစစ်တော့ဘူးကွာရော့ပြတန်းပုံမှာတော့အေးဆေးပါပဲကွာနော်ပုံမှာတော့တကယ်ကြောင်ပုံပဲဗျတရဲတွေပါတွေတော့မဟုတ်ဗျာနော် Okay ဟုတ်ပြီပြီးရင်ကျွန်တော်ဒီမှာထုတ်ပါမယ်နေခဏလေးနော်ခဏလေးဒီကောင်ကျွန်တော်စိတ်မရှိတော့လားမသိဗျာနော်ထထိုးတော့မဲ့ပုံလေးရောက်ရှိုးလာအောင် Okay သွားတော့ရပြီသွား room 2လေ Okay သွားဆောင်နေသွားဒီခန်းနေပွင့်တော့မယ်ဗျာနော် Okay ဟေးအီးပါချသွားတယ်ရောင်ဒီဘဲလေးဘာကုန်တော့ကွာဘာတော့ရောင်ကြီးရောင်အီးပါကျုံးနေရတယ်ရောင်ဝေးဆရာဝင်းကမဟုတ်သေးပါဘူးဗျာကဲကိုလူကဘာလဲကိုလူခဏလေးနော်ကိုလူဘာလဲကိုလူကကနာမငင်းခဏဆောင်ပါဟာ what the hell ဒီမှာကျွန်တော်လူနာတယောက်ရှိနေလို့ဗျာနော်ခဏလေးကျွန်တော်ပြန်လာခဲ့မယ် Okay ရော့ let's go ရော်ဒီရက်တဲ့ဟုတ်ပြီ Okay ကိုလူဘဲတွေစွတ်မတီးနဲ့ဘဲစွတ်တီးနေဒီဘဲဟဲ့ဒီကောင်ကဘာကောင်လဲဒီကောင်တရဲလားမသိဘူးဗျာနော် Oh my god ဟုတ်လောက်တယ်ကိုလူရှိုးလိုက်ပြန်တော့ဒီကောင်ကနာမငင်းဟဲ့ကောင်ယိုးဒီကောင်အကျော်ဆွဲနေတကားပိတ်ဒီကောင်စင်းကူနေဗျာနော်ဟုတ်တယ် no service တဲ့ဒီကောင်နဲ့စားပြမကောင်းဘူးလေကျွန်တော်ပြောသွားတယ်ဗျာနော်ငါတွားပြီကွာတဲ့ Oh my god ရောင်ဝေးဒီဘဲတရဲဖြစ်မယ်ဗျာနော် Okay တော်သေးလို့ပေါ့ကျွန်တော်တကားပိတ်လိုက်လို့နေခွေးလေးခဏနေဦးနော်ခွေးကိုကျွန်တော်ကုပေးမယ်ကဲဒီမှာအရင်လောက်လာအောင်မယ် Okay flu တဲ့ဒီကောင်အဖျားဝင်တာပေါ့နော်ကဲအဖျားဝင်တော့ cough တဲ့ Okay ချောင်းဆိုးပြောက်စေးတိုက်ကမယ်ချောင်းဆိုးပြောက်စေးဆိုတော့ဒီကောင်နော် Okay ခဏလေးစောင့်ပါခင်ဗျာခဏလေးစောင့်ပါငါ့ကိုဘဲ TV ခေါ်နေပြီ reception မှာကျွန်တော်တွားပြီးတော့လူနာတွားလောက်အောင်ခင်ဗျာနော်ပြတ်ဝက်လေခဏလေးလာပါပြီခွေးရခွေးလေတရဲပဲရောင်ဝေးရှိုးလိုက်ဗျဟုတ်တယ်ကိုလူတို့မျက်လုံးမှာမဲနေတာရော့သွားတော့မတကားပိတ်
သွားလို့ရပြီမင်းပြန်လို့ရပြီမင်းပြန်လို့ရပြီကောင်လေးကြောင်တော်လာလုံနေကွာငါစေးကောင်ဒီကောင်ကျုံးခံတော့မှာပဲကဲရော့ let's go bye bye နောက်ဆက်ပါတယ်ဟေ့ဒီကောင်လည်းတရေပဲမလားကိုလူတို့ရေဟောတရေတွေပဲဟေးတကားပိတ်ရော့ something is blocking the shutter တဲ့တကားပိတ်လို့မရဘူးကွာတခုခုကဟိုဖြစ်နေရတဲ့တကားမှာပိတ်နေရတဲ့ညက်နေတယ်ပြောတယ်နော်တကားမှာဘာညက်တာလဲဩဒီကောင်ခေါင်းနဲ့တိုက်နေတာပဲတကားပိတ်လို့မရအောင်တိုက်ထွက်ဒီကောင်မောင်းထုတ်ကြမယ်အိုးဘာကောwhat the hell ရောင်ဝေးကျွန်တော်မိုင်းနဲ့20တောင်ရော့သွားတယ်ကျွန်တော်အုံနောက်ဒီကောင်ကျွန်တော် jump scare လုပ်လိုက်တာပဲတိုက်မင်းထွက်တော့ငါအုံနောက်20ဘိုးတောင်ရော့သွားပြီနော်ခုလူကျွန်တော်ယူတော့မယ်ဗျာ okay လေ okay ခဏလေးဒီကောင်တော့အားလုံးကောင်းပါတယ်နော်လူနေမယ်ဗျလူတောင်ဖြစ်တယ်ကျွန်တော်တကယ်တိရစ္ဆာန်နေမယ်ဗျာနော် okay ဒီကောင်တော့ကျွန်တော်ပေးဝင်လိုက်မယ်နော်ဟုတ်ပြီပေးနာမည်ပေးဒါရော့ရပြီကို okay ငါပေးရင်ဆေးလာကူပြီမယ်နော်သွားကဲနောက်တစ်ယောက်ကြိုးစိုးပါတယ်ဒီကောင်ကတော့ကျွန်တော်ခုနရားနာတွေပေါက်တဲ့ကောင်နဲ့တူရဗျာနော် okay တိုင်းမင်းကလည်းလူနဲ့တော့တလိမ့်ဆန်အစ်စ်နဲ့တော့တူပါတယ်ဗျာနော် okay ကွာမင်းလည်းပေးဝင်လိုက်မယ်ကဲလို့ဟုတ်ပြီပေး okay ပါတယ်ခင်ဗျာကဲကိုလူသွားလို့ရပါပြီကိုလူဝင်လို့ရပြီနော် okay ကဲဒါဆိုရင်ကျွန်တော်ခမဆေးကူရမယ်လူဒီထဲမှာနော်ဟေးဟိုမှာဘာကြီးလဲကတိအောင်မှာဘာကောင်းလဲ yo what the no David oh my god ပြန်ထုတ်ငါ့ကိုပြန်ထုတ်ပေးစမ်း no oh my god ကျွန်တော်ကတင်ရောက်တဲ့ဆွဲတာဟေးအောင်ဝေးကတင်အောက်မှာ monster ကြီးဟာ what the hell တီတော့ဘူးရောင်ဝေးတော်သေးတယ်ဗျာတီကန်ကြီးလေးရောင်ဝေးကျွန်တော်အုံနောက်တွေကုန်ကန်ကြီးဗျ okay ဒီကောင်ကဆေးအိတ်နဲ့ဆေးဘူးနဲ့တဲ့ okay ဆေးဘူးကဒီဆေးဘူးနော်ဆေးအိတ်ကတည်းမှာပေးဟေးအောင်ဝေးတော်သေးလို့ပေါ့ကိုလူတို့ရေ oh my god ကျွန်တော်ရှော့တော့မလို့ဟာကြော့ okay ရပြီနော်ကဲပြီးရင်ခုနနောက်ကောင်ဒီမှာဒီကောင်လည်းရပြီဒီကောင်ကဘာဖြစ်တာလဲဒီကောင်က stomach ache တဲ့ low sugar တဲ့ okay နှစ်ခုဗျာနော် okay ဆေးရယ်ဆေးပလင်းရယ် okay တိရွက်ရယ်ဆေးပလင်းတိရွက် okay let's go come on ရော့ okay ပါတယ်ခင်ဗျာဟုတ်ပြီကိုလူလည်းပြီးပြီနော်ဒေါက်တာထည့်ရောက်တယ်ပဲမရအောင် I'm opening a new facility for you တဲ့ oh ရောနေရာအသစ်တွေဖွင့်ပေးလိုက်ပြီကိုလူတို့ okay ဈေးဆိုင်မှာကျွန်တော်ဝယ်လို့ရပြီဗျာနော်ဟောဘာတွေလဲမသိဘူးအေးပလေးနေကွာဟဲ့ဒါဘာကောင်းလဲ oh ကြွတ် Mr. ကြွတ်ရောင်ကြွတ်ကကျွန်တော်တကယ်ကြွတ်ကိုဟိုရတာမသိဘူးတရေဖြစ်နေမှာခဏလေးကျွန်တော်ကြည့်လာမယ်နော် CCTV ကနေကြွတ် okay ကြွတ်ပဲဗျာနော်ဘာမှတော့မဖြစ်ဘူးကြွတ်ကွာဓာတ်ပုံရိုက်ကြည့်လိုက်မယ်နော် okay ကွာမင်းပေးဝင်နိုင်မယ်ကွာတာကြီးဟာမင်းတကယ်ကြွတ်လို့ငါထင်တာပဲဗျာနော်ရော့ကဲရော့မင်းသွားလို့ရပြီ okay room 8တဲ့ okay ငါလာခဲ့မယ်နော်ခဏဆောင်ကဲတကားဖွင့်မယ်ဒီထဲမှာကျတော့ကျွန်တော်ဘာ patient လဲ patient okay patient တယောက်ရှိတယ်ဘာလို့ကောင်မလဲဒီခန့်အစ်ကြီးဗျာနော်ဟောဒီမှာ save link ချိတ်ကောင်မဗျရော့ okay save link ချိတ်ပေးလိုက်ပြီပင်တာဘာကြီးလဲမသိဘူးအောင်ရော့ကွာ oh my god ဘာလို့ကောင်မလဲရော့အော်နှလုံးခုန်တိုင်းတာဗျာနော်ရော့အယိုးကောင်းနေရောအယိုးကောင်းတော့ကျွန်တော်ထိလို့မရဖြစ်မယ်ဗျာနော် come on okay let's go ပြီးပါပြီနော်ကျွန်တော်နှလုံးခုန်တိုင်းပြီးသွားပြီဆိုရင်ကိုလူကိုစကန်နဲ့ okay လုပ်လို့ရပြီဗျာနော်ကျွန်တော်တို့ဘာယောဂဖြစ်လဲဆိုတာရှာလို့ရပြီခဏလေးနေရောကျွန်တော်စောင့်ဝမ်းခေါ်နေရောင်ဝေးအိုးမီးလောင်နေတယ်ရောင်ဝေးဒီပဲဘလို့လို့မီးလောင်နေတာတော့ဟေးဟာဒုက္ခပဲကွာချို့ oh my god ရောင်ဝေးကျွန်တော်လူနာတွေကလည်းကွာမီးလာလောင်နေတယ်တဲ့ဟေးပြောရမင်းဆေးကူပေးလိုက်မယ်ဟောဆေးဘူးလို့သေးတယ်ဟာဆေးဘူးမီးလောင်တာကိုအနာလိမ့်စေးဘာမှလဲဆရာခိုးဟောဒီမှာဆရာခိုး okay ပေး let's go ဆရာခိုးရဟိုကောင်ဝင်သွားပြီနော်အခန်းထဲ okay ကဲရော့ဆရာခိုးလိမ့်မိမယ်ဘာကောင်တော့ရောင်ဘလို့လောက်ပြီးမီးလောင်သွားတာတော့စောက်ပေါ်လေးရဲ့ okay ရော့ပေးဝင်လိုက်မယ်ဒီကောင်တော့တရေမဟုတ်တော့ပါဘူးဗျာနော်မီးလောင်ပြီးသွားပြီဆိုတော့ okay နာမည်ပေးထုတ်မယ် come on ခဏဆောင်တော့တိုင်းတော့ငါပြန်လာခဲ့မယ်ဟိုမှာငါစေးကူတာတန်းလိုင်းဖြစ်နေဒီကောင်မှာတော့ဒီမှာတော့ကောင်ကြံသေးတယ် okay ဟုတ်ပြီbleeding နေဘယ်နှခုလောက်လဲ okay ဟဲ့3ခုတောင်ကိုလူတို့ရေး okay ခဏဒီမှာချက်ချေကနော်ချက်ချေခတ်ရဲ့ဒီကောင်ရဲ့ပြီးရင်ဘာလဲမသိဘူးဗျစေးဘူးပဲနော်စေးဘူးပါစေးဘူးလဲမသိကျွန်တော်မေ့သွားဟောချောင်းသွေးပြောက်စေဒီမှာ okay come on တိုင်မင်းသွားလို့ရပြီနော်ငါရှိမှလူနာတွေစောင့်နေပြီးအောင်အားနာစရာကြီးဗျ come on
ရော့ let's go ရပြီကိုလူပြန်လို့ရပြီနော်နေကောင်းလို့ရှင်ဟိုတမဟိုဒီခါမှာတကောင်ကြီးရောကြွတ်မစ္စတာကြွတ်ကိုကျွန်တော်မကူပါသေးဘူးဗျာနော်မစ္စတာကြွတ်ကဘာလုပ်ကမှာလဲယို what the hell မစ္စတာကြွတ်ကဘာလဲကွာဒီကလည်းအခန်းတင်ပဲဗျာနော်ဟော save link ချိတ်ပေးရမယ်โอเคဒါမဟုတ်ဘူးလားဘယ် save link ကျွန်တော်ချိတ်ကမှာလဲဟာဒီရနဲ့တူရဗျာနော်ပေးโอเคကဲရော့မစ္စတာကြွတ်ကို save link ချိတ်ပေးလိုက်ပြီအများကြီးပဲလို့အချိန်နဲ့ဗျာကိုလူ what the hell ယိုးရမစ္စတာကြွတ်ကဘာလို့အချိန်နဲ့တော့အိုးဒီကောင်စာဂျူရီလုပ်ပေးရတာဗျာနော်ခွဲစိတ်ကူတာရတာကိုလူအချိန်နဲ့ကူသွားတာဗျာနော်အိုမအစားထိုးရတော့ဘာကြီးလဲဘာကြီးလဲမသိဘူးကြောင်အသားတုံးကြီးစားထိုးရမှာတမနော်အသားတုံးโอเคကဲရောအိုးဘလို့ဖြစ်တာတော့ဝေးလို့ပါအမြဲလို့ပါ16စက္ကန့်16စက္ကန့်အမြဲလို့ဒါ come on အိုးမမီတော့လားမသိဘူးဗျာလောက်ပါအောင်မျိုး okay blaster come on Mr. ကျွတ်တေးတော့မယ်ပြီးလားဟာ3ခုတောင်မှဟေးတေးပြီပေါ့ကွာ3ခုကတော့ကျွန်တော်ဘလို့ oh my god ရှော့ပါပြီဟေး Mr. ကျွတ် no IB ပါ Mr. ကျွတ်ရေကျွန်တော်မသိခဲ့ဘူးဗျာအချိန်နဲ့ကုရမယ်ဆိုတော့နော်တောင်းမှန်ပါတယ်ဗျာရှော့ပါပြီဟေးဒေါက်တာရန်ကုပလိုက်တာဟေးဟေးတနာပါတယ် okay ကျန်တဲ့သူရော okay ဒီမှာတကောင်ပြန်သေးတယ် okay ပါတယ်ခင်ဗျာကဲ oh ဘာကောင်လို့ yo what the hell oh my god heyလူငါနာမလာနဲ့လေ what the hell ဟဲ့ဟိုကောင်ခန်းထဲဝင်သွားပြီဟဲ့ဝေးကျွန်တော်လူနာခန်းထဲဝင်သွားပြီကိုလူတို့နေ oh my god လူနာကိုကြိတ်နေပြီကဲကြပါဦးပြောင်းစင်းလားဘာကောင်လဲဟာဒီပဲလေးရောင်ဝေးလူနာကိုသွားကြိတ်နေတာဗျာ oh my god ကျွန်တော်လူနာပတ်စံမပေးဘဲနဲ့ထွက်ပြေးသွားပြီကိုလူတို့ yo ဒီကောင်က coffee လာတောင်းနေတယ်ရော coffee တစ်ခွက်ပေးလိုက်မယ် okayရော coffee တောင်မှပဲကျွန်တော်တို့ဆေးရုံမှာအလကားလာတောက်နေတယ်ဒီကောင်ဘာတော့ရောအလူအိမ်ထင်နေလားမသိဘူး okay မင်းကလူပါနော်ဟုတ်တယ်မလားဟုတ်တယ်လူပြနော်တော်သေးလို့ရောကျွန်တော်တရက်ကို coffee တိုက်လိုက်မိတာလားလို့ okay ကိုတော့ let's go ကျွန်တော်မှကျင်းဆက်ကြီးရပြီဗျာနော်ရိုးကျင်းဆက်ကြီးနဲ့ကျွန်တော်တို့လို့ရတယ်ဗျာနော် let's go okay ပါယိုတရက်လာပြန်ပြီယိုမကွတ်တီပဲကျွန်တော်တော်သေးလို့ဗျာ oh my god တော့ထွက်ပြေးသွားပြန်ပြီဟိုမှာဟဲ့အောင်ဝေးမင်းတို့ကတရက်ကနေလူပြန်ပြောင်းသွားပြီဗျ yo what the hell oh my god coffee တောင်းတဲ့ကောင်ရောက်လာပြန်ပြီကွာဒီကောင် coffee ပဲတောက်ချင်တာမဟုတ်သေးဘူးဗျဒီကောင်ဘာကောင်တော့ဒီကတော့ကျွန်တော်လည်းနဲ့တောက်လိုက်ပြီဗျနော်ဒီကောင်ပူတာပဲပေးလိုက်မယ်ကျွန်တော်နှစ်ကောင်တောက်လိုက်မယ်ဗျနော် yo okay yo မင်းယူတော့ငါနဲ့တောက်ထားတယ်တာကြီးကြံတာပဲမင်းတောက်လိုက်တော့နော် okay ကဲဒါဆိုရင်ဒီကောင်အဝင်ပြီးသေးဘူးလား can you keep this suitcase ဒီတက်တာကြီးကိုလည်းတင်ထားပေးလို့ရလာတယ် don't open နဲ့မဖွင့်ပါနဲ့ဟဲ့ဘာလဲကွာယူထားလိုက်မယ်ကွာနော်ဘာတွေပါလာလဲမသိတက်တာလည်းမရဘူးတော့တနတ်တွေပါလာလားမသိပြန်တော့ကျွန်တော်ယူထားလိုက်မယ် okay တော့အောက်မှာထားရတယ်ဟဲ့ဝေးကျွန်တော်တက်တာကြီးတော့ဖွင့်လို့မရဘူးဗျာနော်တော့ဘာတက်တာကြီးလည်းမသိဗျာကိုလူကိုရေး what the hell okay ကိုလူမင်္ဂလာပါခင်ဗျာကဲရော့ကျွန်တော်ပင်ဆေးလာကူပြီမယ်နော်ခဏလေးစောင့် okay အိုးဟဲ့အောင်ဝေး what the hell ကျွန်တော်ခုနလိုပဲ Mr. ကျွတ်လိုပဲလောက်အောင်ပြီဗျာနော် okay ကျွန်တော်စာကြည့်လို့ပြရမယ်ခွဲစိတ်ကူတာမယ်ဒီမှာကြော့ဟုတ်ပြီပြီးရင်နှလုံးဒီမှာနှလုံး okay ဟုတ်ပြီပြီးရင် save link come on okay ကြော့ပြီးရင်plaster come on ကြော့ okay plaster ပြီးရင်တော့ save link ရောက် save link မနှခါတော့ကွာကြော့okay ပြီးရင်ဟာတုံးဘူးတော့နှလုံးကဘယ်နှခါတော့ထဲမှာတော့ခုနကထဲဘွိုင်မဟုတ်ဘူးလား okay ပြီးရင်ဒီမှာ okay let's go ယော come on okay no okay ဒါပဲလား okay တော်သေးတယ်ဟေးအောင်ဝေးမျက်လုံးပွင့်လာပြီဗျာနော်တော်သေးလို့ပေါ့ကွာဒီတော့ကျွန်တော်ကယ်တင်နိုင်ခဲ့တယ်ဗျာနော်ဟူးတော်သေးလို့ကွာကဲဒီဘက်ကလူနာရောဒီဘက်ကလူနာက X-ray ရိုက်ကမှာ okay copy the sequence နဲ့ဟုတ်ပြီလေအနီးအဝါဒါပဲလား okay အနီးအဝါ okay X-ray ရိုက်ပြီးနေပြီကိုလူတို့ဟိုးရိုက်ချပလိုက်ပြီနော်ဟုတ်ပြီ okay ကဲပြဿနာရှာနေပြီဘာလဲဆိုတော့ကြည့်ရမယ်နော် okay အယိုးတွေဗျာနော်အယိုးကျိုးလာလားမသိဘူးဒီပဲလေ X-ray လာရိုက်တာဆိုတော့ okay rush တဲ့
ရားနာပေါက်တာလေဘာလို့ဝင်ရောက်ပြီးဘာဆိုင်လို့လဲကွာ X-ray ရိုက်ပြီးတော့ကျွန်တော်ရားနာပေါက်တာဖြစ်နေတယ်ဗျာနော်ကဲရားနာပေါက်တော့မင်းလိန်သေးပေးရမှာပေါ့ဆရာကိုပဲလိန်အောင်ရားနာလည်းပျောက်တယ်ဗျာနော်ဆရာကိုအကုန်ပျောက်တယ်ဗျကဲရော့ let's go ဟုတ်ပြီခင်ဗျာ okay တာရပြီနော်ဟုတ်ပါတယ်ခင်ဗျာကဲဒီကောင်လေးပျောက်လို့ရှိရင်သွားလို့ရပြီဗျာနော်ဟဲ့တရေလာနေပြန်ပြီနင်းဒီမှာပေးအမြန်ပေးစမ်းတရေကိုကျုံးပြီလားဒီမှာလေမင်းလိုကောင်လိုမျိုးရို့ကွာ no အမြန်ကွာဟေးလူ oh my god ဟဲ့အောင်တေးသွားတယ်တဲ့ဟေးကျွန်တော်ကျင်စက်နဲ့တို့တာကိုမထီဘူးလားကွာတေးပါပြီကွာဟဲ့အောင်ဟေးကဲဗျာဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဗီဒီယိုလောက်နေပဲရမ်းကြတာပေါ့နော်နောက်တစ်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ဗျာအားလုံးပဲ bye bye